Okay ဒီနေ့အခုလက်ရှိဖောက်ပြပေးမှာတော့ဒါကျွန်တော်အသစ်ထွက်ရှိလာတဲ့ git set ဘေးကိုကျုံးမှာပဲဖြစ်ပါတယ် let's go ဗျပထမဦးဆုံးကျွန်တော်တို့တန်းတော့စပြီးတော့လှည့်မယ်Triceps extension. Holy shit man fuck ဟဲ့အောင်ရေ0 UC ဘောင်းချတော့ pre-order တင်ထားတဲ့ဟာလေးနဲ့ကျုံးမလိုက်တာတွေ့လားတွေ့လိုက်လားအားလုံးပဲမြင်လိုက်ကြရဲ့လားဟာဒီတစ်ခေါက်ရေစက်ချရမှာတော့ဘက်ကြီးဘက်ကဖြစ်သွားပြီတော့လိုက်အနေထားကိုရှိုးကြိုက်လားကဲကျွန်တော်0 UC လေးနဲ့ဆက်လဲလိုက်မယ် let's go ဘောဘူးလေကွာဒါကြီးကြတော့နည်းနည်းများသွားလားလို့ bro ဟမ်ကဲဒီမှာလက်ပါလေးနေဆို Facebook မှာအသေးလေးနေကွာဟုတ်လားပြောင်း0 UC နော်0 UC နောက်တစ်ခါ okay စေးဘူးလေဟဲ့ဖြစ်တတ်ပါတယ်ဖြစ်တတ်လက်ခံနေကြနောက်ထပ်0 UC oh hey အဲ့ဒါတက်နေတာလားလုံးပါဦးရောက်တယောက်လောက်အဲ့ဒါတက်နေတာလားမသိဘူးလက်ခွေးထဲမှာပဲရောက်အဲ့လိုကြီးကြတော့ငါလုံးဝကြောက်လာပြီရောက်နောက်ထပ်0 UC တော်သေးတာမပေါက်တော့လို့ကဲ10လေးနဲ့စားကြည့်လိုက်သေးလေး okay ကျွန်တော်940လေးနဲ့စား let's go ကဲ940ပထမချိန်နောက်ထပ်940တစ်ချိန်အဆင်ပြေတယ်ပြဿနာမရှိဘူးအဆင်ပြေတယ်နော်ဟမ်ဘာလဲဒီလိုမျိုးပေါက်နေလို့ကတော့အဆင်ပြေပြီးသားဗျာ။ကင်မရာရှေ့လေးတိုးပြီးဖောက်ကြည့်လိုက် let's go တော့မဟုတ် brother တို့မြင်အောင်ဒီရှိုးကြည့်လိုက်နောက်ထပ်9နဲ့လေးနဲ့ let's go ခွာကောင်းချလိုက်လို့လားဒီတစ်ခေါက်နည်းနည်းအဆင်မပြေတော့ဘူးနော်ကဲ bro thank you ပါ brother စောတန်ဆိုရင်တက်တော့ follow လေးလုပ်ပြီး YouTube မှာ subscribe လေးလုပ်ပြီးနေကျေးဇူးပါကဲနောက်ထပ်9နဲ့40 let's goမဟုတ်တော့ဒီပဲဒီလောက်ကြီးကြတာတမျိုးကြီးပြန်ကြိတ်နေပြီလားမသိနောက်ထပ်9နဲ့40 okay granite အဆင်ပြေသေးတယ်မစိုးလို့ပြောလို့တော့ရသေးတယ်ဒါပေမဲ့ဘာလဲဆိုတော့ကျွန်တော်ဒီဂန်းနဲ့ပတ်သက်တဲ့ဟာတွေတော့တခုမှမပေါက်သေးဘူးเนาะဒီမှာကြည့်လိုက် red dot လို့ဘာလို့ညာလို့တော့တခုမှမပေါက်သေးဘူးအဲ့ဒါတော့နည်းနည်းပြဿနာရှိတယ်ဟောအဲ့ဒါတွေကဝယ်ရရင်နှစ်မှာပေါ့เนาะအဲ့လေးလည်းပေါက်ဖို့လိုတယ်85ချိန်ရှိသွားပြီဆိုတော့မစိုးအနေထားတော်တော် fine နေပြီအင်ကြီးလေးတွေဂန်းလေးတွေဘတ်လေးသာပေါက်လိုက်ကျင်းတွေပေါ့ကျွန်တော်ဒီကင်းဟာတွေပဲယူလို့ရတယ်နောက်ထပ်9နဲ့လေးနဲ့ကျုံး let's go ကြွားပါအစပါပဲလို့တူပါပဲအမောကငါရဲ့ influencer ဘတ်တက်လေးသွားပြန်ကြည့် influencer ဘတ်တက်နဲ့ဆိုရင်ပေါက်ဖို့လိုတယ်ပတ်ကြည့်အခုလက်ရှိရောက်9000ကျော်ကြည့်နေရတော့ကျွန်တော်မဖတ်မပေါက်ရင်လိုက်ဖောက်မှာမဟုတ်အခုကျွန်တော်ပေါက်နေလို့လိုက်ဖောက်မဲ့သူတွေရောက်100လောက်ရှိနေဟုတ်တယ်မလားဟုတ်တယ်ကဲဟိုဒီတစ်ခေါက်ကတော့ဘယ်လိုပဲဖြစ်တုံးပေါက်နေဗျအောက်မှာလက်ဖြစ်နေလို့เนาะဒီအောက်မှာလက်လေးဖြစ်နေတယ်တော့ဘယ်လိုပဲဖြစ်ပေါက်တယ်အဲ့တော့ let's go လိုက်မယ်ဒါတော့တုံးကပေါက်ပြီးသားပဲเนาะကဲကျွန်တော်နောက်ထပ်940 10ချိန်ဗျာဂန်းလေးနဲ့တော့နီးသက်လာပြီနော်ဂန်းလေးနဲ့တော့နီးသက်လာပြီမစိုးဘူးဒီလောက်ဆိုအနေထားအဆင်ပြေတယ်လို့ပြောလို့ရတယ်မစိုးဘူးနော်ဒီလောက်ဆိုအနေထားအဆင်ပြေတယ်လို့ပြောလို့ရတယ်ဟုတ်ပြီလားနော်အဲ့တော့ကျွန်တော်နောက်ထပ်ပြီးတော့ကျုံးမယ်
နောက်ထပ်9နဲ့40 let's go ရောက်ပြီဒီရွယ်နောက်တစ်ခုလောက်တော့ပေါက်တင်နေပါပြီဒီလိုပဲကွာငါဘွားလေအစာပိုင်းလေးကတော့တော်တော်ပြောဖို့ကောင်းတာနော်နောက်ကြတော့လေတူပါပဲရောက်ပြီကိုရီစကြည့်တော့မပေါက်ဘူးလားမသိဘူးလေရောက်ပြီဘန်းပေးရမယ်ထင်တယ်ဒီပဲလေကဲထပ်ပြီးပေါက်ဖို့လိုတယ်နော် let's go ဗျာတတုံးနဲ့တော်သေးတာဗောတော်သေးတာဗောနောက်ထပ် UC 8000နဲ့ကျွန်တော်နောက်ထပ်10တုံးလောက်ရမယ်ဆိုရင်တော့တော်တော်ပြောဖို့ကောင်းပါမှာနော်ကဲတော့ကျွန်တော်နောက်ထပ်9နဲ့40 let's go granite တွေပြန်မပေါက်နဲ့တော့လေလို့ငါပြောချင်တာကွာရိုးရိုးရှင်းရှင်းလေးပါအဲ့ granite တွေပြန်မပေါက်နဲ့တော့ကျွန်တော်ပြောတာနော် granite တွေပြန်မပေါက်နဲ့တော့နော်မလိုအပ်တော့ဘူးဗျာနော်မလိုအပ်တော့အဲ့ granite တွေမလိုအပ်တော့ဂျန်တုံလေးတွေလိုအပ်နေတယ်ငါနဲ့40လိုက်စားမျက်နှာမဟုတ်ဘူးတဲ့ဒီမျက်နှာပါပဲမပေါက်တာမတက်နိုင်ကျွန်တော်စောင်းဝမ်းချောရဲဆိုကွာတခုလာပေါက်လိုက်ပါတော့တော်သေးတာဝဟဲအောင်ကြီးလက်စွပ်လေးပေါက်တယ်ကဲနောက်ထပ်9နဲ့လက်စွပ်စကင်းနဲ့တဲ့3ချိန်ချမပေါက်ရင်ဖင်လာချကန်ကောင်းသွားတယ်ဗျာဘလို့ကန်ကောင်းသွားတယ်နော်ကန်ကောင်းသွားတယ်ကဲနောက်ထပ်9နဲ့40 9နဲ့40ဟုတ်ကျွန်တော်တကယ်ပြောတာ TikTok ကလူတွေ follow မလုပ်ပါသေးလို့ဗျာ bro ထက်ကြောအောင်ပါပဲမတက်နိုင်ဘူးကဲနောက်ထပ်9နဲ့40ဗျာမဟုတ်ဗျာကျွန်တော်ပြောအင်ကြီးလေးလောက်ပေါက်ရင်အဆင်ပြေပြီအင်ကြီးလေးလောက်ပေါက်ရင်တော်တော်အဆင်ပြေပြီဗျာကျွန်တော်ပြောတာကျွန်တော်အင်ကြီးဆို6တုံးတက်နေဗျာဂန်းနဲ့အင်ကြီးလေးနှစ်ခုတည်းတစ်ခုပေါက်လိုက်ကျွန်တော်တို့တော်တော် okay သွားပြီတစ်ခုလောက်တော့ပေးပေါက်လိုက်ပါဗျာတကယ်လိုချင်လို့ပါမဒီရဲတဲ့Okay နောက်ထပ်9နဲ့40ကျွန်တော်ပြောတယ်မလား TikTok အတူ follow လုပ်ပါထပေါက်တာတွေ့လားတွေ့တယ်နော် Okay နော် You see ဒါပဲဗျာကျွန်တော်ပြောပြမယ်ဗျာဒီရွယ်က2တုံးပဲတန်တာဗျာကျွန်တော်အင်ကြီးလောက်ပေါက်တင်တာဗျာအဲဒါကြောင့် TikTok မှာ follow လုပ်ရသေးလောက်သွားပါလို့ Facebook မှာ UC တွေ diamond တွေလိုအပ်ခဲ့ရင် Facebook မှာဆိုဒါကျွန်တော် live stream လေးနဲ့ page တွေဖြစ်တဲ့ flat page ရယ် FOG flat page ရယ်ပင်comment မှာပေးထားတဲ့ကျွန်တော်ရဲ့ Telegram channel လေး link ရရင်တစ်စင်မနက်9:00နာရီကနေည10:00နာရီ17:00နာရီလောက်ထိလာပြီးတော့ဆက်သွယ်ဝယ်လို့ရပါတယ်ဝယ်တဲ့အခါမှာဒါ KB တွေဝေးတွေပြင်ထိုင်းဘတ်တွေနဲ့ကိုမှလက်ခုလေးမဲ့တော့ဝယ်ပြီးအပေးလို့ရပါတယ်ခင်ဗျာကဲတော့ကျွန်တော်ဆက်ပြီးကျုံးမယ် UC 2900ကျန်သေးတယ်အတုံးက14တုံး15တုံးရပြီဆိုတော့စိုးတော့မစိုးသေးဘူးကျွန်တော်အတုံး20လောက်လိုတာဆိုတော့ကျင်းသိပါ UC ကတော့ဒီနေထားတဲ့သူဆက်တော့ထည့်ရပြောလို့တော့မရအောင်အင်ကြီးလေးပေါက်သွားခဲ့ရင်တော့ထည့်ရမလို့တော့ကဲတော့နောက်ထပ်9နဲ့40 Okay ကဲကျွန်တော်64နဲ့3ချိန်အောင်စကစ်ကြည့်လိုက်လာစမဒီရတဲ့တုံးနဲ့
ဆိုးတော့မဆိုးပါအခုနေထားရဆိုဒါတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်တော်လေးကိုတန်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ UC ကဒါ19000 16000ပတ်ဝန်းကျင်ဆိုတော့တော်လေးတော့အဆင်ရှင်းပြောရင်ပြီးခဲ့တဲ့တစ်ခေါက်လေးတက်စားရင်တော့ကန်နေအများကြီးကောင်းတယ်လို့ပြောရမှာပေါ့နော်ကဲတော့ကျွန်တော်နောက်ထပ်9နဲ့4တယ်10ချိန်နဲ့ပဲသွားမယ်ဗျာနော် red door တယ် okay ကျင်းသေးပေါက်တော့လဲရပြီဗျာနော်ကျင်းသေးပေါက်တော့လဲရပြီကဲလဲရမှာပဲမတက်နိုင်ဘူး let's go ပါတီကဲ okay ရတယ်အဆင်ပြေသေးတယ်ကဲကျွန်တော်နောက်ဆုံးတစ်ချိန်9နဲ့4တဲ့ကျုံလိုက်မယ်ခွလက်ပါအင်ကြီးလေးလောက်ပေါက်ချင်ပါတယ်ကျွန်တော်အင်ကြီးလေးပေါက်ရင်ကျွန်တော်ဒီကန်ထဲက outfit လေးပါယူလို့ရမှာဝစ်တာတော့မဝစ်ပါဒီတိုင်းပဲဒဲထားမှာပါအိုးအင်ကြီးလေးဖြစ်သွားလိုက်ရမှာကဲဘာပြောတာကျွန်တော် brother တော့မြင်တန်တယ်လို့ထင်လားဒီတစ်ခေါက်ဖောက်လိုက်တာကျွန်တော်ကတော့တော်တော်လေးဟိုဖြစ်တယ်လို့ထင်တယ်ဗျာကျွန်တော်ဘာလဲဆိုတော့ကျွန်တော်တော်တော်လေးပေါက်လိုက်တယ်လို့တော့ခံစားရတယ်ဗျာနော်တော်တော်လေးပေါက်လိုက်တယ်ဆိုတော့ခံစားရတယ်ဒါအချိန်3နဲ့တစ်ချိန်မှာဒါကျွန်တော်ဂျန်အားလုံးပေါင်း73လုံးရလိုက်တယ်ဆိုတော့ပုံမှန်တိုင်းပဲသွားရတယ်ဒါပေမဲ့လွယ်တစ်ခုရလိုက်တယ်ပေါ့နော်ကဲတော့ကျွန်တော်တို့အရင်ဆုံးကြည့်လိုက်ကြရအောင်ကျွန်တော်ဘတ်တာလဲမယ်3တုံးညနေဖုံးလဲမယ်2တုံး5တုံးအင်ကြီးလဲမယ်ဆိုရင်ကျွန်တော်7တုံးဖြစ်သွားပြီ7တုံးမှာဒါ emote နဲ့ဆိုရင်emote နဲ့ဆိုရင်ဒါအားလုံးပေါင်းကျွန်တော်တို့9တုံး6တုံး6တဲ့6 12တုံး15တုံးပေါ့နော်15တုံးတော့သွားမယ်ဒီအောက်က return item တွေကတော့ကျွန်တော်နောက်တစ်ခေါက်မှပဲဒါနောက်ရက်တွေကြာမှပဲတီးတန်းဖောက်ဝင်လဲလိုက်တော့မယ်ပေါ့နော်။ဘာလို့ဒီကောင်လေးကြိုက်တော့ကြိုက်တယ်ဒါပေမဲ့လည်းအဲ့လောက်ထိတော့ကြိုက်တယ်ဒါပေမဲ့လည်းနောက်မှပေါ့ဗျာနော်။ကဲတော့ကျွန်တော်တို့အရင်ဆုံးဘတ်တာလေးလဲလိုက်မယ်ဗျာ။နော်ဘတ်တာလေးလဲလိုက်မယ်ပြီးရင်ကျွန်တော်တို့ key message လေးပါလေးတင်ဖို့လုပ်လိုက်။ Okay let's go ပါ။ဆိုတော့ကျွန်တော်ဘတ်တာလေးစပြီးလဲပါမယ်။ခိုင်းတော့ဘတ်တာမလဲခင်ကျွန်တော် attachment တွေတော့ကြည့်ရအောင်။ attachment တွေလည်းအများကြီးလိုသေးတယ်နော်။ကဲတော့ကျွန်တော်အရင်ဆုံးဘတ်တာလေးစပြီးလဲမယ်။ဘတ်တာလေးစပြီးအရင်လဲမယ်ဟုတ်လား3တုံး let's go KF လောက်မဟုတ်ဦးဟင်းလောက်တော့တင်ပါရမယ်နော်ကိုကဲနောက်ထပ်မျက်နှာဖုံးလေး let's okay ဘိုင်တယ်ကဲပြီးရင်တော့ကျွန်တော်တို့ဒါ outfit ဒါ gift set တစ်ခုရဲ့အရေးကြီးဆုံးစကင်လေးပေါ့ဗျာ let's go ပေါက်သွားမှာနော်ပေါက်သွားလိုက်ရင်လုံးဝပြီးပြီပေါက်သွားလိုက်ရင်လုံးဝပြီးပြီ thank you ပါကိုကျော်ကြီး TikTok မှာ follow လုပ်ပေးပါကျေးဇူးပါနော်ပေါက်သွားလိုက်ရင်လုံးဝပြီးပြီဗျာနော်အခုကလက်စွပ်ဆိုင်မှာပြန်ဖွင့်လို့ရတယ်ဟုတ်တယ်လက်စွပ်တွေလှိပ်ပေါက်တယ်အဲ့တော့ကျွန်တော်ဘာလဲရအောင်မလဲဆိုတော့ကျွန်တော်ဒီ glider လေးလဲတင်လာဆို glider အဲ့လောက်မကြိုက်ဘူးဗျာကျွန်တော်မမိုက်ဘူးလို့ခံစားသုံးတော့မတန်ဘူးမလဲဘူးလိုက် okay အဲ့တော့ကြံတာလေးကိုထားလိုက်တော့မယ်ဆိုတော့ကျွန်တော်ဒီ gun နဲ့ပတ်သက်တဲ့ item လေးတွေနည်းနည်းလဲလိုက်မယ် red dot လိုတယ်ဒါ suppressor ဘတ်တာ suppressor နဲ့တကယ်ကိုလိုက်တာတော့လဲမယ် okay BY ဆို red dot ရပြီကွာเนาะအဲ့တော့ကျွန်တော် quit door mat လေးလဲရမယ်ဒါ quit door mat ထင်တယ် okay quit door mat ရပြီเนาะဒါပဲလဲရမှာကြံတာတော့ဘာမှမလိုတော့လောက် BY ဆိုရင်ကျွန်တော် laser grid လဲမယ်เนาะဒါ laser grid ကလည်း3သင်းတဲ့ထဲမှာပါတယ်ဗျလောက်ပြီးရင်ဒါ test store နော်ဒါဘာကြီးလဲ heavy store okay ဒါဘာကြီးလဲဒါ normal test store ဒီကောင်ကကျွန်တော်0 meter လေးတော့အကုန်လုံးလဲရမှာတက်နိုင်လဲလိုက်တော့ဘာလဲတော့မသိဘူးကျွန်တော်ဖတ်လိုက်တာနားမလည်ဘူးလိုတယ်ထင်လို့လဲလိုက် okay အဲ့တော့ကျွန်တော်15ရုံးဆိုတော့မလဲလို့ရသေးတယ်ဆိုတော့ကျန်တာတော့မလိုတော့ဘတ်တာကကျန်တဲ့ဟာတွေမလိုအဲ့တော့ကျွန်တော်ဒီ3ခုကိုတော့ခြံထားလိုက်မယ်နောက်မှတစ်ခုလိုအပ်တာလဲလိုက် background ကကြတော့ကျွန်တော်မလဲဘူးတော့မလဲတော့เนาะဘာလို့လဲဆိုတော့ background brother ကိုလဲခိုင်းတယ်ကျွန်တော်တွေ့တယ် background ကဒါကျွန်တော်ကဒီနှင်းနဲ့ပတ်သက်တဲ့ background လေးရှိပြီးသားဖြစ်တဲ့အတွက်မလဲတော့ဘူးအဲ့တော့ကျွန်တော် gun လေးကိုသွားပြီးတော့ level တင်ဖို့လုပ်မယ် let's go ပါကဲအဲ့တော့ဘတ်တာအစ်စ်လေး fine တာတော့တော်တော် fine เนาะ okay ကျွန်တော်တို့ look great fine and fall level မလိုက်ရမလား game မစိတ်လောက်ထိပဲတင်ရမလား brother တို့သဘော level မလိုက်ရမလား KF လောက်ထိပဲတင်လိုက်ရမလား bro သဘောဒါ brother ကျွန်တော်အပင်းနေကျွန်တော်အကူတွေအမတွေဒီလေးညီမလေးရဲ့သဘော thank you ပါ TikTok မှာ follow လေးမလုပ်ရသေးတဲ့အကူတွေအမတွေအကုန်လုံး follow လေးလုပ်သွားပေးကြပါဦး
ကဲ Facebook က brother တွေရောနည်းနည်းပြောပေးပါဦးမတ် okay မတ် okay မတ် let's go thank you guys follow လေးဝိုင်းလို့ okay မတ်လိုက်မယ် okay guys မတ်မယ်ကဲတော့ကျုံးပြီဒါဂန်တစ်ခုမှဆိုဒါစလာတာတဲ့ basic form ပြီးသွားပြီဆိုရင်တော့ဒါ brother ကိုတွေ့တဲ့အတိုင်းပဲဒီကောင်ကဒါကျွန်တော် KF အဲ့ဒီကနေစပြီးတင်ရမှာဖြစ်တဲ့အတွက်တင်ပြီဗျ let's go ပါနှစ်တုံးပါ okay ကဲကျွန်တော် advance form ဒါလည်းအရေးကြီးတာတင်ရမှာပဲအစင်မှကြော်တင်လို့မရကဲ KF let's go တောင်းလျှောက်ကြုံ let's go final foul နည်းနည်း final foul ရောက်ဟာ20ရာခိုင်နှုန်း short လေးရှိနေတာပဲကွာတင်ရမှာပဲဒါကတော့နော်6တုံးမအောင်4တုံးပဲကြာပျော်ပျော်ကြီးတင်တယ်โอเคအဲ့တော့ပျော်ပျော်ကြီးတင်နော်ကဲအဲ့တော့ဘတ်တာလေးလဲ game message တင်ပြီးသွားပြီအဲ့တော့ office လေးချိန်လိုက်တော့နော် office လေးချိန်လိုက်တော့โอเคကဲအဲ့တော့ကျွန်တော်ဒီကောင်းရဲ့ background ဒီကောင်းကိုဖြုတ်လိုက်တော့မယ်နော်တကားလို့စက်ကူဟိုပါလေလှေလို့နဲ့ကောင်လေးနားလို့ရပြီမင်းကနားပေးလိုက်ပြီနောက်လဲဝတ်တော့မှာမဟုတ်ကိစ္စကနော်အဲ့တော့ဒီကောင်လေးလဲမယ်โอเคပြီးသွားပြီဆိုဒီကောင်နဲ့လိုက်လာဒီကောင်နဲ့လိုက်လာဒီကောင်လေးထားပြီးလိုက်တနာလို့မျိုး inferno ပြီးဆောင်လိုက်ဖျောင်ကြီးဘာမှမဟုတ်တဲ့မျက်နှာဖုံးကို3တုံးပေးရတယ်စဉ်းစားကြည့်ပြီးသွားပြီဆိုဒီစက်ကူနှကောင်ဖြုတ်မယ်ဒီကောင်လေးခဏသုံးမယ်နော်ဘာလဲဆိုတော့ဒီအပိုင်းလေးတွေမှာဒါလေးခဏသုံးပေးရနော်โอเคပြီးသွားပြီဆိုဘတ်တာအဆန်ကြီးထဲမှာနော်အဆန်ကြီးထဲမှာဘတ်တာကဲဘတ်တာပဲနားမှာကျွန်တော်ကဘတ်တာနင်းတို့ဘတ်တာပဲရှိသေးရအောင်နော်ဆောင်းရကျွတ်တယ်ကွာတကယ်ကျွတ်တာလို့ဟမ်တကယ်ကျွတ်တာရှိုးလိုက်ရောအနေထားကိုဒီကောင်စင်းဘာနဲ့စင်းပါလဲဒီခိုင်းတော့ဒီကောင်ရဲ့ဂလိုက်စာကိုသွားရှိုးလိုက်ဒီကောင်ဒါနဲ့စင်းခိုင်းတော့မမိုက်ဘူးကွာဒီကောင်လေးလိုက်တော့ဒါနဲ့ဆိုလိုက်မယ်တဲ့အာဟုတ်တယ်ဓာတ်နဲ့မှလိုက်တာဒီကောင်ကတကယ်တော့ဓာတ်နဲ့လိုက်တာဗျာနော်ဒီကောင်ကဓာတ်နဲ့ဆင်ခိုင်းလိုက်ဟုတ်လားโอเคရပြီနော်ကဲအဲ့တော့ကျွန်တော်ဒါအခုလက်ရှိရတာ brother တို့အမြင်တန်တယ်လို့ထင်လားဟာဘယ်နေရာရောက်ပါ brother တို့အမြင်တန်တယ်လို့ထင်လားဟမ်တန်တယ်လို့ထင်လားတန်တယ်ဟုတ်တယ်အခုနောက်ပိုင်း git set တွေအကုန်လုံးကထိုင်နေတာကြီးပဲတဲ့ဟုတ်တယ်ဗျကဲအဲ့တော့ဒါကျွန်တော်အခုလက်ရှိဒါဒီနေ့မှာတော့ဒါ brother တွေ့တဲ့အတိုင်းပဲ UC 19000နဲ့ဖောက်သွားတဲ့အချိန်မှာဒါကျွန်တော်အနေနဲ့ဒါ3တုံးဝယ်ပြီးသားဆိုပေမဲ့ဒါခုနကကျွန်တော်ပြသွားတယ်ဒါကျွန်တော် emote တွေ git set skin တွေလောက်ပြီးတော့ butter skin ပြီးသွားပြီဆိုရင်ဒါ brother တွေ့တဲ့အတိုင်းပဲ gan ကတော့ level up ပြီးသွားပြီဆိုတော့ဒါကျွန်တော်အနေနဲ့ဒါ UC 19000ပတ်ဝန်းကျင်နဲ့အကုန်လုံးနှိပါရလိုက်တယ်ပဲပြောရမှာပေါ့နော်ဆိုတော့ဒါတန်တယ်မတန်ဘူးဆိုတာတော့ဒါ brother တို့ comment မှာဝင်ပြီးတော့ဆွေးနွေးပေးသွားလို့ရပါတယ်ကဲတော့ကျွန်တော်ရဲ့ highlight လေးကိုကြည့်ရှုပေးသွားကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ Facebook ကကြည့်နေဆိုရင် Facebook မှာ follow လေးလုပ်သားပေးလို့ရတယ်လို့ YouTube မှာဆိုရင်လည်း YouTube မှာ subscribe လေးလုပ်သားပေးလို့ရပါတယ်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံတော့အချိန်ခါလေးပိုင်ဆိုင်ကြပါသေးလို့လည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျအားလုံးပဲတက်တာပါ